မင်္ဂလာပါရှင်ချစ်မိတ်ဆွေခொနရတဲ့သမီးရှင်နေဖွားများအားလုံးတို့စိတ်ချမ်းသာကိုကျမ်းပါပါစေကောင်းကျိုးလိုအင်ဆန္ဒတလုံးတော့ရတယ်ပြည့်စုံပြေဝကြပါစေလို့ဆရာမပွင့်ညစ်ခိုင်မှာစုမွန်ကောင်းတောင်းပါတယ်ရှင်ချစ်မိတ်ဆွေစတာပရိသတ်သမီးများအားလုံးတို့အတွက်ပေါ့နော်ဇွန်လ20ရက်နေ့ကနေပြီးတော့30ရက်နေ့အထိ10ရက်စာဆရာမပွင့်ညစ်ခိုင်မနောမယငွေကန်ပွင့်ဆယ်ရက်စာအထူးဟော့စရန်ကိုဟောပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ရှက်ကုသိုလ်လေးပြုလုပ်ပေးပါအပေါင်းလေးနှိပ်အသေးလေးပေးပြီးတော့ပေါ့နော်ကံကောင်းပြီးကံပွင့်ပြီးလို့ comment လေးရေးခဲ့ပါအောင်ကံကောင်းခြင်းများစွာကိုလက်ခံတယ်ပေါ့နော်ကောင်းကျိုးတွေများစွာဖြစ်ထွန်းမယ်လို့ကိုယုံကြည်တယ်ဆိုလို့ရှိရင်เนาะကံကောင်းခြင်းတွေလက်ခံလိုက်ပါပြီเนาะ yes ဆိုပြီးတော့ comment လေးမှန်းခဲ့ပါများလေး share ကုသိုလ်လေးပြုလုပ်ပေးပါရှင့်အသေးစိတ်လေးတည်ချာပြည့်စုံပေါ့နော်ခொနရတဲ့သမီးရှင်တွေဖွားများအားလုံးတို့ရဲ့ကောင်းကျိုးချမ်းသာဖျားပြေဝစေဖို့အတွက်ဆမမြစ်တာဆွမ်းထပ်ပေးပါစေရှင်ဒါပေမဲ့ဆမနေမကောင်းလို့စေကံပြနေတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဆမဖြည်းလေးပဲဟောပေးသွားမှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေစတာပရိသတ်သမီးတွေကယခုကာလမှာပေါ့နော်ငွေပိုက်ဆံနဲ့ပတ်သက်ပြီးတော့ဖိစစ်လေးနဲ့တည်ချာလေးစစ်ပြီးတော့လောက်ကင်ဆောင်ရွက်ဖို့လိုပါတယ်လို့မြစ်တာပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အလုပ်တွေအရန်လုပ်ရတယ်။ဈေးတွေလည်းအရန်ရောင်းနေရလိမ့်မယ်။အလောက်ကင်အခွန်လန်းကောင်းတွေလည်းအဆင်ပြေနေတယ်။ဘေးကကြည့်တဲ့သူတွေကလည်းကိုယ့်ကိုအထင်ကြီးပြီးတော့ပေါ့နော်။သူရောင်းမဝဘန်းတွေပွန်လန်းတဲ့အလောက်ကင်တွေအဆင်ပြေတယ်သူပတ်စံတွေရတယ်ပေါ့။အဲ့ဒီလိုမျိုးတွေမြင်နေတယ်။ဒါပေမဲ့ကို့မှာကျတော့အလုပ်ထဲမှာငွေတွေမြုပ်နေတာပြီးတဲ့အခါကျလို့ရှိရင်ဝင်ငွေတွေများနေတယ်အလုပ်တွေအများကြီးလုပ်ရတယ်ဒါပေမဲ့ကို့အတွက်အကျိုးမြတ်လေးတွေနည်းနေတာငွေပိုက်ဆံလေးတွေပေါ့နော်ကိုထင်ထားတဲ့လောက်မရဘဲနဲ့အလုပ်တွေများနေပြီးတော့ငွေမြုပ်နေရဲဆိုတဲ့အချိန်ခါလာလေးကိုရောက်ရှိတတ်တာဖြစ်တယ်နောက်တစ်ခုကကျတော့ငွေပိုက်ဆံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာမခံပြီးတော့ချင်းငါတာတို့ရဲဝုန်းကိုကနေပြီးတော့ပေါ့နော်အာမခံပေးတာမျိုးတို့ငွေတွေစိုက်ထုတ်ပြီးတော့ရင်းနှီးမြှုပ်နှံတာမျိုးတို့ယခုကာလမှာလုံးဝမလုပ်သင့်ပါဘူးလို့ဆရာမပွင့်သိခိုင်မှာမြတ်တာပေးချင်ပါတယ်ရှင်လူမှုရေးကိစ္စတာရေးနာရေးကိစ္စတွေနဲ့လည်းအချိန်ကုန်တတ်ပါတယ်ဆိုလိုတဲ့သဘောတရားကတော့ငွေပိုက်ဆံတော့မရဘူးပေါ့နော်ပရဟိတသဘောမျိုးအနေနဲ့ကိုယ့်ရဲ့ဆွေမျိုးเนาะညီကိုမောင်နှမတငယ်ချင်းရောင်းရင်ပေါင်းသင်းနေရဲ့တာရေးနာရေးဘာသာရေးတွေပေါ့ဒါမျိုးလေးတွေအလှူဒါနကုသိုလ်ပြုလုပ်တာလေးတွေနဲ့ကို့မှာအချိန်ကုန်နေတာမျိုးလေးတွေဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးပေါ့နော်ကိုကအဋိဌာန်တွေကြောင့်အချိန်ကုန်တာတာရေးနာရေးပရဟိတစိတ်တဲ့နဲ့ကိုအလှူဒန်းတွေကြောင့်အချိန်ကုန်တာမျိုးလေးတွေဖြစ်နေခဲ့တယ်ဆိုလို့ရှိရင်တော့စိတ်မပူပါနဲ့ကို့အတွက်၃ပတ်အတွင်းမှာကံကောင်းခြင်း၃ဆပို့ပြီးတော့ကံကောင်းလာပါလိမ့်မယ်ရှင်အပိုင်းနှစ်လေးကြည့်